Harry Potter လောကမှာအဆိုးဝါးဆုံးထောင်လို့သတ်မှတ်ကြတဲ့ Azkaban ထောင်ကြီးကိုအားလုံးသိကြမယ်ထင်ပါတယ်။ဒီ Azkaban ထောင်ကြီးကိုမှော်ဝင်ကြီးဌာနကတိစောက်ခဲ့တယ်လို့ထင်နေတယ်ဆိုရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်ဖို့လိုအပ်နေပါပြီ။ဒီ Azkaban ထောင်ကြီးဆိုတာမူရင်းစာအုပ်တမိုင်းကြောင်းအရာ YouTube ကောက်ကြည့်တဲ့ရှေးဟောင်းအောက်လမ်းမှော်ဆရာကြီးတယောက်ရဲ့သွေးစွန်းခဲ့တဲ့ကုန်းမြင့်ဖြစ်ခဲ့တာပါ။ဒီဗီဒီယိုမှာမှော်ဝင်ကြီးဌာနကိုယ်တိုင်ဖုံးကွယ်ထားခဲ့တဲ့ Azkaban ရဲ့မူလပိုင်ရှင် Icristic အကြောင်းနဲ့ Dementari ဘလို့စပေါ်လာခဲ့တယ်ဆိုတဲ့ပြောဝချက်၃ခုကိုပြောပြမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြရအောင်။အမှန်တရားတစ်ကျွန်းပေါ်ကသွေးစွန်းသောခံတက်ကြီးပထမဆုံးသိရမယ့်တမိုင်းကြောင်းအရာ Icristic က15ရာစုလွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်လုံးကပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။သူကအရင်ဗီဒီယိုမှာပြောခဲ့တဲ့အောက်လမ်းပညာရဲ့ဖခင်ကြီး Harry Potter 4ထွက်ပေါ်ပြီးနှစ်ပေါင်းထောင်ချီအကြာပြောမယ်ဆို Hogwarts ကျောင်းတော်ကြီးပေါ်ပြီးတော့နှစ်ပေါင်း900ကျော်အကြာမှာပေါ်ပေါက်လာတဲ့အမောင်မော်ပါရမီရှင်တယောက်ပဲဖြစ်ပါတယ်။ဒီမော်ဆရာကြီးကအတ္တလန်တိတ်သမုဒ္ဒရာအလဲကကျွန်းတကျွန်းကိုမြေပုံပေါ်မှာဘယ်သူမှမမြင်နိုင်အောင်အမောင်မော်ကျိန်စာတွေနဲ့ဖုံးကွယ်ပစ်ခဲ့တာပါ။ပြီးတော့မှအဲ့ဒီကျွန်းပေါ်မှာ Azkaban ခံတက်ကြီးအဖြစ်ကိုပိုင်အောက်လမ်းနီးတွေနဲ့အစွမ်းကုန်ထည့်ပြီးစောက်လုပ်ခဲ့တာဖြစ်ပါတယ်။ပြီးတော့အဲ့ဒီမှောင်မိုက်လွန်းတဲ့ခံတက်ကြီးထဲမှာသူတယောက်ထဲလျှို့ဝှက်နေထိုင်ခဲ့တာဖြစ်ပါတယ်။သူဘာလုပ်လဲဆိုတော့ကျွန်းသားကိုဖြတ်တန်းမောင်းနှင်လာတဲ့မကဲတင်မောတွေကိုမော်ကာလာတွေသုံးပြီးလမ်းမအောင်မြားခေါ်ပါတယ်။ပြီးရင်တော့အဲ့ဒီလူသားတွေကိုခံတက်ကြီးထဲဖမ်းဆီးချုပ်နှောင်မယ်။အဲ့ရဆက်ဆက်နှိပ်စက်တပ်ဖြတ်မယ်။ပြီးရင်တော့သူ့ရဲ့အဆိုးဆုံးဖြစ်တဲ့အမောင်မော်ပညာစမ်းသပ်ချက်တွေအတွက်ကြည့်ပူဇော်ခဲ့တာဖြစ်ပါတယ်။အမှန်တရားနှစ်ကောင်စီကတော့သွေးပြတ်သွားခဲ့ရတဲ့အလောင်းကောင်များ။ကဲဒုတိယအချက်အနေနဲ့ကတော့ဒီဆရာကြီးတည်ဆုံးသွားတဲ့အချိန်ကြောင်းပါ။ Icristic ကကျွန်းပေါ်မှာပဲစိတ်ယူတူပြီးနောက်ဆုံးမှာတည်ဆုံးသွားခဲ့ပါတယ်။သူတည်ဆုံးပြီးသူသုံးထားတဲ့ဖုံးကွယ်ခြင်းမှော့အတက်တွေပျောက်ပြဲသွားတဲ့အချိန်ကြာမှာအဲ့ဒီခေတ်ကမှောင်ဝင်ကြီးဌာနမပေါ်ခင်ရှိခဲ့တဲ့ဆုံးကဝေကောင်စီကဒီကျွန်းကြီးကဘာပေါ်မှာရှိနေတာကိုစတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကျွန်းကိုတွားရောက်စစ်ဆေးခဲ့တဲ့မှော်ကောင်စီဝင်တွေကသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးပြတ်ခြောက်ခြားသွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ခန္ဓာကြီးတစ်ခုလုံးမှာ Icristic ရဲ့ဆက်ဆက်တပ်ဖြတ်ထားခဲ့တဲ့မကဲလူသားတွေရဲ့အလောင်းကောင်တွေနဲ့ကဘာပေါ်မှာဘယ်တော့မှမမြင်ဘူးတဲ့တရားဇိုးတွေပြည့်နှက်နေလို့ပါပဲ။သူတို့ကအထက်ကအမှောင်တို့အချိန်ဟွာကြောင့်ချက်ချင်းစိတ်ယူသွတ်လို့နေပါဖြစ်ခဲ့ရပြီးတော့မဖြတ်စည်းရဲခဲ့ပဲနဲ့ဒီတိုင်းပစ်ထားခဲ့ကြပါတယ်။နောက်ပိုင်း1909ခုနှစ်စုံကဝေကောင်စီနေရာမှာမှော်ဝင်ကြီးဌာနဆိုပြီးတရားဝင်ပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ပထမဆုံးမှော်ဝင်ကြီးဖြစ်လာတဲ့ Demoiselle Rose ဆိုတဲ့သူကမှဒီကျွန်းကြီးကိုထောင်အဖြစ်ပြောင်းလဲအသုံးပြုဖို့အကြံရပြီးတော့အကျဉ်းထောင်အဖြစ်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အချက်3Dementors များစတင်မွေးဖွားခြင်းနဲ့စတဲ့ဒါဆိုရင်နောက်ဆုံးနဲ့တတိယမြောက်အချက်ကတော့ငါတို့အားလုံးသိကြတဲ့ဝိညာဉ်စုပ်တရားဝါရီလို့ခေါ်တဲ့ Dementari ရဲ့အစပဲဖြစ်ပါတယ်။အစမှာရှိတဲ့ Dementari ဆိုတာကဘယ်သူမှဖန်တီးခဲ့တာမဟုတ်ပါဘူး။ Icristic ရဲ့ဆက်ဆက်တပ်ဖြတ်ခဲ့တဲ့လူသားတွေရဲ့နာကျင်မှုအမုန်းတရားတွေနဲ့သူ့ရဲ့အောက်လမ်းမော့အကျွမ်းကျန်တွေပေါင်းဆက်ပြီးတော့ Azkaban ခံတဲ့ကြီးထဲမှာအလိုလျောက်ပေါက်ဖွာလာခဲ့တာဖြစ်ပါတယ်။သူတို့ကလူသားတွေရဲ့ပျော်ရွှင်မှုတွေကိုစုပ်ယူစားသုံးရတာကိုသဘောကျတဲ့အတွက်ဝင်ကြီးဌာနကသူတို့ကိုအကျဉ်းသားတွေရဲ့စိတ်ပြက်အားငယ်မှုတွေကိုအစာအဖြစ်ကျွေးမွေးဖို့သဘောတူညီချက်နဲ့ထောင်ဆောင်အဖြစ်သုံးချခဲ့တာဖြစ်ပါတယ်။သူတို့ကဝင်ကြီးဌာနကိုတစ္ဆာရှိတာမဟုတ်ဘဲနဲ့အစာရလို့နေပေးတာဖြစ်လို့နောက်ပိုင်းဘော်ရမော့ပြန်ပေါ်လာတဲ့အခါမှာဝင်ကြီးဌာနကိုချက်ချင်းတစ္ဆာဖောက်ပြီးတော့အမောင်အရှင်သခင်ဘက်ကူးသွားခဲ့ကြပါတယ်။ဒါပေမဲ့ Harry Potter တိုက်ပွဲပြီးလို့ဘော်ရမော့ကြဆုံးသွားတဲ့အခါမှာတော့ဝင်ကြီးအသစ်ဖြစ်လာတဲ့ Kingsley Shacklebolt က Dementari ကို Azkaban ထောင်ဆောင်အဖြစ်ကနေလုံးဝတရားဝင်ထုတ်ပယ်ပစ်ခဲ့ပြီးတော့သူတို့နေရာမှာမှော်ရဲတက်ခွက်ဖြစ်တဲ့ Aurora ကိုပဲထောင်ဆောင်အဖြစ်အစားထိုးပြောင်းလဲခဲ့တာဖြစ်ပါတယ်။ Dementari ရဲ့စက်သိမ်းကဲဒီနေရာမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုကဝင်ကြီးဌာနကထောင်ဆောင်အဖြစ်မသုံးတော့ဘူးဆိုရင် Dementari ခုဘယ်ရောက်ကုန်တယ်လဲဆိုတာပါပဲ။ဒါကြောင့်သူတို့ကကိန်းမျိုးမဟုတ်ဘဲနဲ့အမောင်မှော်စွမ်းအားကြောင့်ဖြစ်လာလို့မှော်ကျိန်စာတွေနဲ့တက်ပြစ်လို့မရခဲ့ပါဘူး။ဒါကြောင့်ဝင်ကြီးဖြစ်တဲ့ Kingsley ဟာသူတို့ကို Azkaban ကျွန်းပေါ်ကနေကဘာမြေပေါ်တက်မလာနိုင်အောင်အားပြင်းတဲ့မှော်အတားဆီးကျိန်စာတွေနဲ့ကျွန်းပေါ်မှာပဲအချင်းချပြီးတော့ပိတ်လောင်ထားခဲ့တာဖြစ်ပါတယ်။အစာဖြစ်တဲ့လူသားတွေရဲ့ပျော်ရွှင်မှုနဲ့မုန်းတရားတွေကိုစုပ်ယူခွင့်မရတော့တဲ့အတွက်အခုအချိန်မှာတော့ Dementari ဟာ Azkaban ကျွန်းရဲ့အမောင်တူထဲမှာပဲအရေးအတွက်တဖြည်းဖြည်းလျော့နေပြီးတော့အားပြော့နှင်းမိန်သွားတဲ့အခြေအနေနဲ့ပဲဇက်သိမ်းသွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့် Azkaban ဆိုတာဘော်ရမော့တဲ့နှစ်ပေါင်းများစွာစောတဲ့ Icristic ရဲ့သွေးစွန်းခဲ့တဲ့အမောင်မှော်တက်ခွဲကန်ကြီးသက်သက်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရောဒီလို Azkaban ထောင်ကြီးရဲ့သွေးပြက်စရာရာဇဝင်စစ်စစ်ကိုအရင်ကကြားဘူးခဲ့ကြတာလား။ကွန်မန့်မှာလည်းကိုချင်တာကိုဝင်ငင်းခဲ့ကြပါအောင်နော်။ကဲနောက်ထပ်စာအုပ်ထဲကတရားဝင် Wizardry War Facts တွေကိုသိချင်သေးတယ်ဆိုရင်တော့ဒီ channel လေးကို follow like and share လုပ်ထားဖို့မမေ့ပါနဲ့နော်။